အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ပန်းသေးခောက်ဆွဲကြော်အရန်စားချင်နေတာနဲ့လေပန်းသေးခောက်ဆွဲကြော်လေးကိုကျွန်တော်ဒီမှာ ready တစိမ့်အသားဘူးလေးကိုအသုံးပြုပြီးတော့ကျွန်တော်ပန်းသေးခောက်ဆွဲကြော်အလွယ်လေးကြော်စားပါမယ်ကျွန်တော်ရဲ့ကြော်ပုံကြော်နည်းလေးတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာပန်းသေးခောက်ဆွဲကြော်ကြော်ဖို့အတွက်ကိုတော့ကျွန်တော်ဒီမှာအသီးရွက်အနေနဲ့မုံညင်းရယ်ကော်ဖီရယ်မုံလာဥနီရယ်နဲ့ပန်းကော်ဖီလေးအနည်းငယ်ကိုအသုံးပြုထားပါတယ်ပြီးရင်တော့အနှစ်ကလေးရဖို့အတွက်ကိုတော့ခရမ်းကျင်လေးတစ်လုံးပါပါလှီးထားပါတယ်ဒါကတော့ခောက်ဆွဲပါပြီးရင်တော့စီတက်ဖို့အတွက်ကြက်သွန်ပြူနှုတ်နှုတ်စင်းထားတာနဲ့ကြက်သွန်နီလှီးထားတာလေးရပါပြီးရင်ကြက်ဥတစ်လုံးအသုံးပြုမယ်ဒီပန်းသေးခောက်ဆွဲကြော်ဖို့အတွက်အသားကိုတော့ကျွန်တော်ကဒီ ready တစိမ့်ကြက်ရည်ကြိုကြက်ဟင်းဘူးလေးကိုပဲအလွယ်တကူဖောက်ထည့်ပြီးတော့ကြော်သွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ပါဝင်ပစ္စည်းတွေစုံပြီးဆိုတော့ကျွန်တော်တို့ပန်းသေးခောက်ဆွဲကြော်စကြော်လိုက်ကြအောင်နော်အရင်ဆုံးတော့စီတက်မယ်နော်ကြက်သွန်ဖြူနီကိုစနွင်းလေးအနည်းငယ်ထည့်ပြီးတော့စီတက်ပါမယ်ပန်းသေးခောက်ဆွဲကြော်ကြော်တာကတော့လေကျွန်တော်ဆိုင်ဖွင့်ရောင်းချတော့ကကြော်လွန်တဲ့အနီးအတိုင်းလေးပဲကျွန်တော်အခုကြော်သွားမှာဖြစ်ပါတယ်သူကအယောင်တင်မှုတ်ကလေးလည်းအနည်းငယ်အသုံးပြုပါမယ်ပြီးရင်တော့ကြက်ဥတစ်လုံးဖောက်ထည့်ပြီးတော့တေချာလိမ့်နေအောင်လို့မှွေပြီးတော့ကြော်ပေးလိုက်ပါမယ်ခင်ဗျာဒါပြီးရင်တော့အနှစ်ကလေးကြဖို့အတွက်ကိုခရမ်းကျင်သီးပါပါလီထားတာလေးထည့်လိုက်ပါမယ်ခရမ်းကျင်သီးလေးတွေထည့်ပြီးတော့တေချာလေးလိမ့်နေအောင်မှွေပေးပြီးရင်တော့လှီးဖြတ်စီကြောထားတဲ့အသီးရွက်တွေထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့အသီးရွက်ကလေးတွေအနည်းငယ်နွမ်းသွားအောင်မှွေကြော်လေးကြော်ပေးလိုက်ပါမယ်ဒါပြီးရင်တော့ကျွန်တော်အရသာထည့်ပါမယ်ဘဲငံပြားရည်အကြည်ထည့်ပါမယ်ဘဲငံပြားရည်အနောက်ထည့်ပါမယ်အရသာအတွက်ကိုတော့ကြက်သားမှုတ်တစ်စွန်းတကြားတစ်စွန်းနဲ့စားအနှဲ့ငယ်ထည့်ပြီးတော့တေချာလေးသမသွားအောင်မွေကြော်လေးကြော်ပေးလိုက်ပါမယ်ခင်ဗျာအသီးရွက်ကလေးတွေလည်းတေချာနွမ်းသွားအောင်လို့ကြော်ပေးပြီးရင်တော့ပန်းသေးခောက်ဆွဲကြော်အတွက်အမွှေးကြိုင်ဖြစ်တဲ့မဆလာတစ်စွန်းထည့်ပေးလိုက်ပါမယ်ခင်ဗျာအနှဲငယ်ထပ်ပြီးတော့သမသွားအောင်မှွေပေးပြီးရင်တော့ခောက်ဆွဲထည့်ပါမယ်ခင်ဗျာအသီးရွက်တွေနဲ့ခောက်ဆွဲကိုသမသွားအောင်လို့တေချာလေးကြော်ပေးလိုက်ပါမယ်ခင်ဗျာကဲအခုဆိုရင်တော့အရသာရှိတဲ့ပန်းသေးခောက်ဆွဲကြော်ကရနေပါပြီအဲ့ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်ကဒီ ready တစိမ့်ကြက်ရည်ယူချက်ဘူးကြီးတစ်ဘူးကိုဖောက်ပြီးတော့ထည့်လိုက်ပါတယ်ခင်ဗျာဒါပြီးရင်တော့တေချာလေးသမသွားအောင်မှွေပေးပြီးရင်တော့ကျွန်တော်ရဲ့ပန်းသေးခောက်ဆွဲကြော်လေးအားစားဖို့ရန်အဆင်သင့်ဖြစ်ပါပြီခင်ဗျာဒီပန်းသေးခောက်ဆွဲကြော်လေးအားဆိုရင်ကျွန်တော်ဆိုင်ဖွင့်ရောင်းချတော့ကကြော်လော်ခဲ့တဲ့နီလန်လေးအတိုင်းကြော်ခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ကြက်သားအလွယ်တကူဝယ်ထားတာမရှိလို့ဒီ ready တစိမ့်ကြက်ရည်ကြိုကြက်ဟင်းဘူးလေးကိုဖောက်ထည့်ပြီးတော့အသုံးပြုပြီးကြော်ပြသွားတာဖြစ်ပါတယ်မဆလာနဲ့လေးတင်းတင်းလေးနဲ့စားခြင်းစပွဲပန်းသေးခောက်ဆွဲကြော်လေးပါခင်ဗျာအိမ်မှာဒီလိုအသားဘူးလေးတစ်ဘူးရှိမယ်ဆိုရင်တော့ကျွန်တော်တို့စိတ်ကူးရှိရင်ရှိတယ်လို့ပေါ့နော်ဒီလိုမျိုးလေးလဲလှုပ်စားကြော်စားလို့ရပါတယ်ဒီနေ့တော့ကျွန်တော်ကပန်းသေးခောက်ဆွဲကြော်လေးစားကျင်နေတာနဲ့အခုလိုမျိုးလေးပန်းသေးခောက်ဆွဲကြော်လေးကြော်စားဖြစ်သွားတာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေเนาะကြည့်ရှုပေးကြတဲ့ကျွန်တော်ရဲ့ချစ်တင်ငယ်ချင်းမိတ်ဆွေများအားလုံးလည်းနေကောင်းကျန်းမာကြပြီးတော့လိုရာဆန္ဒတွေတလုံးတဝနဲ့ပြည့်စုံကြဖို့ကျွန်တော်ကအမြဲတမ်းဆုတောင်းပေးလျက်ပါခင်ဗျာကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะအားလုံးပဲတက်တာဘိုင်